မင်းထင်ထားတာထက်မင်းရဲ့ body ထဲမှာအကြီးဆုံး control system တစ်ခုရှိနေတယ်ဆိုရင်ဘယ်လိုလဲအဲ့ဒါကအုံနောက်မဟုတ်ဘူးနှလုံးမဟုတ်ဘူးတကယ်တော့မင်းမမြင်နိုင်တဲ့တီးတီးလေးတွေဖြစ်တဲ့ microbes တွေပါပြီးတော့အန်ဩစရာကသူတို့ကမင်းရဲ့ body ကိုသာမကမင်းရဲ့ mind ကိုပါတိတ်တဆိတ် control လုပ်ဟုတ်ပါတယ်လူခန္ဓာကိုယ်ထဲမှာ microbes ပေါင်း40 trillion ကျော်ရှိနေပါတယ်သူတို့ကသင် mood သင်အိပ်စက်မှုသင် immune system သင်အတွေးအခေါ်အားလုံး influence လုပ်အန်ဩစရာကတော့ gut နဲ့ brain ကြား signal တွေရဲ့ 80% က brain ကနေ gut ကိုမဟုတ်ပဲ gut ကနေ brain ကိုတွားနေတာပါဒီနေ့ဗီဒီယိုမှာ Professor Tim Spector ပြောထားတဲ့ gut brain connection depression dementia ultra processed foods နဲ့ brain ကိုအထောက်အကူပေးတဲ့ food ၃မျိုးအကြောင်းကိုလွယ်လွယ်နဲ့နားလည်ပြောပြမယ် Professor Tim Spector က UK ရဲ့နာမည်ကြီး medical scientist တယောက်ပါသူက King's College London မှာ genetic epidemiology professor ဖြစ်ပြီး Zoe Nutrition Research Company ကို co-founder အဖြစ်တည်ထောင်ခဲ့သူပါသူ research တွေကိုကမ္ဘာတစ်ဝန်း scientist တွေက reference လုပ်ကြတယ်ဒါပေမဲ့စိတ်ဝင်စားစရာကသူကအစပိုင်းမှာ nutrition ကိုသိမယုံခဲ့ traditional doctor training အတိုင်း medicine ကပဲအဓိက food က secondary ပဲဆိုတဲ့ mindset နဲ့ကြီးပြင်းလာခဲ့တာဒါပေမဲ့ research တွေပို့လုပ်လာတဲ့အချိန်မှာသူ့အမြင်လုံးဝပြောင်းသွားတယ်အထူးသဖြင့်သူ့မိခင် dementia ဖြစ်လာတဲ့အချိန်မှာ brain disease တွေကိုအသစ်တစ်မျိုးနဲ့ပြန်ကြည့်ဖို့စတင်ခဲ့တယ်ဒီဗီဒီယိုတွေကအရေးအကြီးဆုံး information တစ်ခုကတော့သင် body ထဲမှာ vagus nerve ဆိုတဲ့ nerve ကြီးတစ်ခုရှိတယ်အဲ့ဒါက brain ကနေ gut အထိဆက်သွယ်ထားတဲ့အာရုံကြောပါနှစ်ပေါင်းများစွာ scientist တွေက brain က gut ကို command ပေးနေတယ်လို့ထင်ခဲ့ကြတယ်ဒါပေမဲ့အခု research အသစ်တွေကပြောတာက signal 80% က gut ကနေ brain ကိုသွားနေတာဒီအရာကဘာလို့ဆိုလဲသင် gut ကအစားအစာခြေဖြတ်တဲ့ organ ပဲမဟုတ်ဘူးသင် inflammation လေသင် microbiome သင်စားတဲ့အစားအစာအားလုံးကို analyze လုပ် brain ကို report ပို့ဒါကြောင့် gut health မကောင်းရင်1 mood ပြောင်းနိုင်တယ်2 anxiety တက်နိုင်တယ်3 depression ဖြစ်နိုင်တယ်4 brain fog ဖြစ်နိုင်တယ် Professor Tim Spector ပြောတာက depression ကို brain chemical imbalance တစ်ခုတည်းနဲ့မကြည့်တော့ဘူးလေတချို့ depression တွေက gut inflammation ကြောင့်ဖြစ်နိုင်တယ်လို့ပြောတယ် Parkinson's disease ကိုလူအများစုက brain disease လို့ပဲသိကြတယ်ဒါပေမဲ့ research အသစ်တွေက Parkinson's symptoms မပေါ်ခင်နှစ်ပေါင်းများစွာအလိုမှာ gut ထဲမှာပြဿနာစနေတယ်လို့ပြောတယ်နောက်ထပ် shocking ဖြစ်တဲ့အရာကတွားချမတန်ရှင်း floss မလုပ်တဲ့သူတွေမှာ dementia risk ပိုမြင့်နေလို့ research တွေပြောတယ်။ဘာကြောင့်လဲ mouth microbiome က body ထဲမှာအရေးကြီးတဲ့ microbiome တစ်ခုဖြစ်တယ်။သွားပုံ inflammation ဖြစ်လာရင် bad bacteria တွေများလာပြီးအဲ့ဒီ inflammation က brain အထိတက်ရောက်နိုင်တယ်။အဲဒါကြောင့် flossing လို့ simple habit တောင် brain health နဲ့ဆက်နေတာပါ။ဒါဆိုကျွန်တော်တို့နေ့တိုင်းစားနေတဲ့ food တွေထဲမှာ gut ကိုအဆိုးဆုံး damage လုပ်နေတာကဘာလဲ။အန်ဒီရဲ့အကြီးဆုံးအရာတစ်ခုကတော့ ultra processed foods ။ဒါတွေက junk food လို့ပဲမဟုတ်ဘူး factory ထဲမှာ chemical additives အများကြီးနဲ့ engineer လုပ်ထားတဲ့ food တွေပါဥပမာ artificial sweeteners emulsifiers synthetic colors excess sugar ဒီ additives တွေက gut microbiome ကို damage လုပ်နိုင်တယ်အဆိုးဆုံးကဒီ foods တွေကို stop eating လုပ်ဖို့ခက်အောင် design လုပ်ထားတာအဲ့ဒါကြောင့်ဖိုက်ပြည့်ပြီးသားတော့ဆက်စားချင်နေတယ် Professor Tim Spector ပြောတာကဒါဟာ willpower weak လို့မဟုတ်ဘူး biology problem ပါဒါဆို brain နဲ့ gut တကယ်ကူညီပေးတဲ့ food တွေကဘာလဲ gut healthy အတွက်အရေးကြီးဆုံး food categories 3မျိုးကိုခုဆက်ပြောပြ1 30 plants a week vegetables ပမာဏများများစားတာထက်အမျိုးအစားစုံစားတာကပိုအရေးကြီးတယ် plants ဆိုတာ vegetables ပဲမဟုတ်ဘူး fruits beans nuts seeds herbs spices အားလုံးပါဝင် plant diversity များလေ gut micro diversity ပိုကောင်းလေ 2 fermented foods yogurt kimchi kefir kombucha ဒီ foods တွေက body inflammation ကိုလျော့စေနိုင်တယ် inflammation လျော့သွားရင် mood ပိုကောင်းလာနိုင်တယ် energy ပိုကောင်းလာနိုင်တယ် gut health ပိုကောင်းလာနိုင်တယ် 3 colorful foods အထူးသဖြင့် berries dark chocolate olive oil broccoli coffee ဒီ foods တွေထဲမှာ polyphenol ဆိုတဲ့ plant compounds တွေအများကြီးပါဝင်တယ်အဲ့ဒါတွေက good gut bacteria တွေကို feed လုပ်ပေးတယ်သူပြောတာက eat the rainbow plate ပေါ်မှာ color များလေ gut အတွက်ပိုကောင်းလေပဲဒါပေမဲ့ food တစ်ခုတည်းနဲ့မလုံလောက်သေးဘူး gut health ကိုထိခိုက်စေတဲ့နေ့စဉ် habits တွေလည်းရှိနေတယ်သူပြောတဲ့ gut health rules 8ခုတည်းကအရေးကြီးဆုံးတွေက30 plants a week fermented foods daily 12 to 14 hours overnight fasting ultra processed foods ရောစားခြင်း flossing quality sleep stress management social connection
stress များတာ gut bacteria ကို damage လုပ်နိုင်တယ် sleep မကောင်းတာကလည်း gut inflammation ကိုတက်စေနိုင်တယ်အဲ့ဒါကြောင့် mental health နဲ့ gut health ကအတူတူဆက်နေတာပါနောက်ထပ် interesting topics 3ခုရှိတယ်ပထမ GLP-1 drugs Ozempic လို့ weight loss drugs တွေသူကဒါတွေကို completely bad လို့မမြင်ဘူးဒါပေမဲ့ diet change ကို replace လုပ်လို့မရဘူးလို့ပြောတယ် ဒုတိယ sauna regular sauna use က inflammation လျော့စေတယ်တတိယ microplastics အခု microplastics တွေကိုလူသွေးထဲမှာတော့တွေ့နေပြီ plastic containers တွေကိုအပူနဲ့သုံးတာရော့ဖို့လည်းပြောထားတယ်နောက်ဆုံးအနေနဲ့သူပြောတဲ့အရေးကြီးဆုံး message တစ်ခုကတော့ food is medicine modern medicine ကအစားအစာရဲ့ power ကိုနှစ်ပေါင်းများစွာ underestimate လုပ်ခဲ့တယ်လို့သူပြောတယ်ဒီနေ့ဗီဒီယိုကနေကျွန်တော်တို့ရဲ့ energy mental health brain health တာ gut health နဲ့အများကြီးဆက်ဆက်နေတယ်ဆိုတာနားလည်သွားမယ်လို့ထင်ပါတယ်တကယ်တော့အနာဂတ်မှာ AI technology တွေဘလောက်တိုးတက်လာတာလူတွေအတွက်အရေးကြီးဆုံး asset ကကို health ပဲဖြစ်နေမှာပါ Diary of CEO podcast ကနေကျွန်တော်လေ့လာခဲ့တာကို Burmese language နဲ့ပြန်မျှဝေပေးတာဖြစ်ပြီးဒီဗီဒီယိုကနေ knowledge တစ်ခုခုရသွားမယ်လို့ပြောနေပါတယ်ဗီဒီယိုတွေကဘယ်အပိုင်းကတင့်ကိုအံ့ဩစေလဲဆိုတာ comment မှာရေးပေးခဲ့ပါဒီလို knowledge based videos တွေဆက်ကြည့်ချင် channel ကို subscribe လုပ်ပြီး notification bell လေးဖွင့်ထားပေးပါတော့ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်